လာလာလည်းထုတ်ပြီးပြီဆိုတော့အိမ်အတွက်လိုအပ်တဲ့ရေခဲတစ်တာအဝိရှော်သက်ဝယ်ရမှာပဲ မင်္ဂလာပါကိုဗာလေးများလို့ရှိပါလားခင်ဗျာ ပါလေအဝတ်လျှော်တန်းနဲ့ရေခဲတစ်တာလေးပြရအောင် ဟုတ် နော် ကဲ့ဒီတော့မှရှိပါရဲ့ဘာတော့ကကျွန်တော်ဒီအဝတ်လျှော်တန်းလေးယူမယ်နော်ဟုတ်ကဲ့ပါကောဟုတ်ကဲ့လေးဟိုပါဒီဟိုက်တန်ရေခဲတစ်တာလေးလည်းယူမယ်ဒီဝေဖိတ်ကူလာလေးလည်းယူမယ်အားလုံးပေါင်း3မျိုးယူမယ်နော်ဟုတ်ကဲ့ပါ The next day. အာတာကြီးမရင်းနဲ့ထမင်းမဲ့လား အေးတားကြီးငါပစ္စည်းတွေဝယ်လိုက်တာကွာအကုန်လုံးကတော့လောဆယ်ရင်းနဲ့ထမင်းပဲစားနိုင်တော့တယ် ဘုလိုမဖြစ်အောင်စမ်းပါ electronic ပစ္စည်းတွေကိုအရေးချနဲ့ဝယ်ယူလိုက်ပါမင်္ဂလာပါကိုဗာလေးများလို့ရှိပါခင်ဗျာ အဲကွန်လေးပြတယ် ဟုတ်ကဲ့ဝယ်ကြည့်အောင်ဟုတ် ဟုတ်ပါ ဒီကောင်ဆန်ကောင်းတစ်ကောင်ရှိမယ်ဒီဆန်ကောင်းတစ်ကောင်ပဲရှိမယ်ဒီဆန်ကောင်းတစ်ကောင်ရှိမယ်တော့ဟုတ် ဒီတစ်ခေါက်ဝယ်ကြီးဈေးဘယ်လောက်လဲ ဒီကောင်လေးတွေက12သိန်းဝန်းကျင်လောက်ပဲရှိနေဆိုတော့ ဟာဗျာကျွန်တော်မှ8သိန်းပဲပါတာဆိုတော့နောက်ခေါက်မှပဲပြန်လာခဲ့ပြီနော် ဟုတ်ရပါတယ်ဆိုဟုတ်ကဲ့ပါအကျေးဇူးပါနော်ဟုတ်ကဲ့ ဟုတ်ကဲ့ပါဟုတ်ကဲ့ One month later. ဟိုတစ်ခေါက်ကကြီးသွားတယ်အဲယာကွန်လေးလေအဲ့ဒီပြပြရတယ် ဟုတ်ဒီကောင်မှရှိပါတယ်ကို ဒါလေးက12သိန်းနော် အာကိုဒီကောင်လေးက14သိန်းဖြစ်သွားပြီကို ဟုတ်တယ်ဟာဗျာကျွန်တော်မှလော12သိန်းပဲပါလာဗျာအဲ့ကျွန်တော်နောက်ခေါက်မှပြန်လာလိုက်မယ်နော် ဟုတ်ရပါတယ်ကိုဟုတ်ကဲ့ 75 years later. ဒီမှာလေးဟိုစမ်းဆောင်အဲကွန်လေးပြပေးပါဦး ဟုတ်ရပါတယ်။ ဒါလေးက14သိန်းနော်တမီ အနည်းက14သိန်းတော့မဟုတ်တော့ပါဘူးရှင်ကို16သိန်းဖြစ်သွားပါပြီရှင် ဟာသွားပါပြီကွာ တကယ်တမ်းပြောရင်ငါစိတ်မကောင်း ခုလိုမျိုးတွေမဖြစ်အောင်စမ်းပါ electronic ပစ္စည်းတွေကိုအရေးချနဲ့ဝယ်ယူလိုက်ပါ